ရဘာသာမဒီကိုလာဒီကဒီမဝဲစားလို့ရတော့ကိုလာတော့ဟာဘိုက်စာနာနဲ့အတော်ပဲကွယ်အလူနဲ့တွေ့ပြီနောက်ကြီးကျွန်တော်ဝဲစားလို့ရလားဗျရပါတယ်ကိုရဒီနေ့တဝိုင်းရောက်အခုဝင်စားလို့ရတာဗောပွာတာပဲတဘောကောင်းလိုက်တာโอเคကိုခံမယ်နော်ဟုတ်ကဲ့ကိုဘာနဲ့3000လည်းမတည်ဘူးအော်အဲ့လိုစားချင်တယ်လည်းစားလို့ရတယ်ဟဲ့လားဟုတ်ကဲ့ရတာဗောကိုဘာသာတင်လဲကိုဟုတ်ပါမယ်ကိုဘာသာတင်လဲပြောလိုက်ကိုကောင်းတာဗောအဲ့ဒါနောက်ကျွန်တော်မုံရတပွဲတော့ပေးပြဟုတ်ကဲ့မုံကဘာနဲ့စားမကိုအကျော်နဲ့လားဘူးတီတော်နဲ့လားကိုဘာနဲ့စားချင်လဲကိုဖဖဲနဲ့လားကိုတိုက်တာပြောပါအဲ့လိုအကျော်စုံလဲထည့်လို့ရဟဲ့လားအဲ့လိုအကျော်နဲ့ဘယ်တော့မေးရမုံကအကျော်နဲ့ဘယ်မေးရောဟုတ်ကဲ့ကိုအခုအေးရဘာနဲ့3000လည်းမတည်ဘူးအဲ့လိုအေးတွေပါနေညာဒါတော့ကိုရပါတယ်ကျွန်တော်ရေတက်တုံးလုံးပဲဒီနေ့ရေတက်တုံးလုံးယူလာခဲ့မယ်ကိုယူဒီနေ့အကိုကြီးဟုတ်ကဲ့လာလို့ကိုကြီးဘာလို့ကိုကြီးကျေးဇူးပဲတက်လာညီလေးစားလို့လည်းကုန်သွားပြီအခုပြန်တော့မယ်တက်လာဟုတ်ကဲ့ကိုအဲ့လိုပြန်တော့ဘူးလားကိုအဲ့လိုကျွန်တော်ကြားသိမွေလေးတောင်းယူလိုက်မယ်နော်ကိုနော်ဟေးအဲ့လိုလုပ်တာဘူးလားကျွန်တော်ပြန်ဘူးလားဘိုးတယ်ငါတော့စားပြီးတော့ပတ်စံပေးရအောင်ဗျသူများဥစ္စာဘလို့အလားအကျွေးမှရံကုန်မဟုတ်တယ်ဗျာကျွန်တော်လာပါစားပါဆိုတော့ရွာလိုပဲအလကားကျွေးရမှတ်တာအေးမဟုတ်ပါဘူးရံကုန်မအလူတန်းတန်းနဲ့ခေါ်နေတာအေးပါမလောက်ချတယ်ဟုတ်ကဲ့ကိုအဲ့ဆိုဘေးရှင်းလိုက်တော့မနော်ဒီလေဘေးလုံးပေးမယ်ဒီကိုယူဘာဖြစ်လဲရေရွာဆိုရွာမှာလိုပဲ6လောက်ပဲကြာအောင်အခုဘေးရပါပြီကိုအခုဆိုင်ရမှားတယ်ကိုမမပါဘူးကို2200ပါဘူးဗျာဒီအစားတော့2200အဲ့ဆိုမုံရတပွဲဘယ်လောက်လဲမုံရတပွဲ1000ပါကိုဟုတ်တယ်ဟာမုံရတော့တောင်းဘာလို့လဲကိုကလည်းအချောဆုံးပါတယ်လေကိုအချောဆုံးပါလို့တောင်းကျွန်တော်မသိပါဘူးခင်ဗျားညမပါလာလို့ပါဗျာခင်ဗျားပေးပါမယ်အဲ့နဲ့ခြေတက်တော့ဘယ်လောက်လဲလက်လုံး2000ပါကိုဗျာခြေတက်တော့2000ကျွန်တော်ရွာမှာရေးသစီမှာတော့900ပဲရှိတယ်ခင်ဗျားရွာနဲ့ဘူသားရံရေးကြည့်တယ်အဲ့တော့သူရင်1200ပဲကြာမှာလေဘာလို့2200ပါလာလဲကိုအင်းငယ်လိုရေးထားတာ1000ကဘာကြီးလဲဟုတ်ကဲ့ကိုတေးပဲချတဲ့ထိုင်ကုန်ကြီးပါကို1000ကထိုင်ကုန်ကြီး1000ဟိုတော့ထိုင်ကုန်1000မှာ300ပဲဒီဒါမှဒီအေးရထိုင်ကုန်ယူလာပါလေကိုကိုဒီမပြောနဲ့တော့ခင်ဗျာရှင်းမလားမရှင်းလားမရှင်းရဲခေါ်လိုက်မှာနော်တော့မယ်ပေးပါမယ်မလေးတောက်ကရန်ကုန်လိုက်ထိုင်ကုန်ယူလာမယ်အမလေးရှင်း